ထုံးမယ်နော်ဗါလေဟေးဗါလေဆွဲကိုင်ခွဲလို့များတယ်ဘူတိုင်းဘူပြူရွာမင်းသားနဲ့ဘာတော်မို့ရဲ့ခီးလည်းမရောက်လို့ဒီလိုအဖေရှာကွယ်ရှာသိပြီနော်လက်ကိနာမရှိတဲ့ဝဲကတော်ကြီးတွေပေါ့တူယူသိပြီနော်လူပြောင်းခြင်းမှဟောလို့ထားရဲ့အတော်ကြီးတွေပြီးကွယ်အတန်တချားတယ်ကကြမယ်တူကရမယ်ပေါ့နော်ဟိုးတော့ကဘယ်လိုအခုတော့တောင်းဆိုပြရတယ်မှန်တာလေးပါရင်တော့လက်ကုပ်တီးပြီနော်ဒါမှကျွန်တော်တို့အားရှိမှန်တာလည်းပြောမှာမှန်တာပြောရင်သူ့ဘာခိုးလေးဟဲ့ကဲငါဂျုံထိုးတာဂီတန်ဟုတ်ဆရာကျွန်တော်တို့စလိုက်ကြအောင်ဗျာပေတော့ချစ်မိုးလာမောင်တို့လေလာမောင်တို့လေလာမောင်တို့မိုးလာမောင်တို့တောင်းကြီးကိုဖွဲ့ရောက်လို့လားအတိုင်းတို့ပြီးရွာအေးချမ်းနေလားတိုင်းတို့ပြီးရွာအေးချမ်းနေလားတောင်းကြီးကိုဖွဲ့ရောက်လို့လားမှန်တပတ်တရားနဲ့အရင်ခံဒီကရအောင်ပြည်သူဘက်ကအလင်းခံရသူပြည်သူဘက်ကမှန်တရားနဲ့အရင်ခံပြည်သူတော်လည်းရဲ့ခီးတွေအောင်အဝေးပန်းကြံပြုထောက်ပြပါတော့ဝေဖန်ကြံပြုထောက်ပြပါတော့ပြည်သူတော်လည်းရဲ့ပြည်တွေအောင်တောင်းကြီးကိုရဲ့အနုပညာသာသနာစေတနာအရင်ခံထားလို့ဝါသနာစေတနာအရင်ခံထားလို့တောင်းကြီးကိုရဲ့အနုပညာအာနာရှင်ကျုံမလွတ်မြောက်အောင်နိုင်ရတော်ဝင်ကိုစီထမ်းလို့နိုင်ရတော်ကိုစီထမ်းဆုံးအာနာရှင်ကျုံမလွတ်မြောက်အောင်သမိုင်းတွေကသင်္ကန်းစာရအောင်ယူကြပြည်စင်ကြလို့ရအောင်ယူကြပြည်စင်ကြသို့သမိုင်းတွေကသင်္ကန်းစာဖုန်ပြင်းတဲ့เจ้าလေးပြောကျင်တယ်ဟုတ်တယ်လားဆိုရဲတာပြောဟုတ်တယ်လားဆိုရဲတာပြောရဲတယောက်တည်းမပြောရဲပါဘူးဆိုတော့ရဲတယ်ပြောခိုင်းနေတာရဲတယောက်တည်းမပြောရဲပါဘူးဆိုဒါသိဘာမှရဲတယ်မပြောရအောက်ကပရိသတ်ယောလိုက်ပြောလို့ကဲကျွန်တော်တို့ညီကိုလားဟိုးပြည်နယ်အကြောင်းဆိုတာဘယ်ပြည်နယ်လဲလို့မေးဟိုးအရှိမြောက်တိုင်းကပြည်နယ်အကြောင်းတော်လည်းရဲ့အမိခံပြီးအဖွဲ့တွေများပြီးခရီးမရောက်တဲ့အကြောင်းလေးကိုကျွန်တော်တို့ကဒီလိုလေးပြောလိုက်ပြရစီခင်ဗျာကြားပြရစီဗျာထုံးမယ်နော်ဗါလေဟေးဗါလေဆွဲကိုင်ခွဲလို့များတယ်ဘူတိုင်းဘူပြူရွာမင်းသားနဲ့ဘာတော်မို့ရဲ့ခီးလည်းမရောက်လို့ဒီလိုအဖေရှာကွယ်ရှာသိပြီနော်လက်ကိနာမရှိတဲ့ဝဲကတော်ကြီးတွေပေါ့တူယူသိပြီနော်လူပြောင်းခြင်းမှဟောလို့ထားရဲ့အတော်ကြီးတွေပြီးကွယ်ရှမ်းမြောက်မှာအဖွဲ့တွေ3ဖွဲ့ပြောင်း3ကောင်ရှိပါလေရဲ့ခရီးမရောက်နော်တရုတ်ကြီးရဲ့အကူအညီတွေကြောင့်ပြန်ပြီးတော့စစ်ကောင်ကလက်ကိတာရက်ခိုင်းမှာအဖွဲ့လည်းရှိပြီတစ်ဖွဲ့လည်းရှိပြီမဲ့ခရီးများစွာရောက်ခဲ့ပါပြီဗျာလက်ကိတာကိုဂုံပြူတဲ့အနေနဲ့အမှန်တရားလေးကိုဟာလားဒီလိုလေးကြားပြရစီဗျာလက်ကိတာရဲ့တော်လန်ဆွမ်းရဲ့အားကြခဲ့ရင်နမူနာယူကြအားကြခဲ့ရင်နမူနာယူကြလက်ကိတာရဲ့တော်လန်ဆွမ်းရဲ့